ရန်ကုန်မြို့ရဲ့အချက်ချာကြတဲ့ဗဟန်းမြို့နယ်ထဲမှာတည်ရှိပြီးတော့မြို့ရင်းနဲ့လည်းသွားလာတာလွယ်ကူတယ်ပြီးတော့ဆရာဆန်လမ်းမပေါ်ကိုတဲဖောက်တဲ့24 hour minute လုံခြုံရေးတွေအပြည့်ရှိရဲ့ Grand ဆရာဆန်ကွန်တို့လေးကိုနှိမ့်ဝေအခုလိုက်ပြပေးမယ်ပေါ့အထင်းမှာဆိုလို့ရှိရင်အင်ဒိုဆွေမင်းပူးလေးပါတစ်ခါလေးထည့်ပြီးထားတာဖြစ်တဲ့အတွက်ကြောင့်မိသားစုနဲ့အတူတူစိတ်လက်အေးဆေးလေးပျော်ပါလို့ရတယ်ကျမကြီးအတွက်လည်းချင်းရုံးနေကာပကင်နေရဆိုလို့ရှိရင်လည်းတနေရာစာ free တစ်ခါလေးပါပေးပြီးသားပေါ့နော်လမ်းကိုလည်းအကျဉ်းသုံးပြီးထားပြီးတော့ဒီလုံခြုံရေးအတွက်လည်းစိတ်ဖြစ်အောင်လို့တမန်နေနဲ့စင်ကာပြီးထားတယ်ဝင်ဝင်ချင်းမှာဖက်နှက်ထားလို့ရမယ် spacing တီးတဲ့ area တစ်ခုထားပြီးတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်း decorate ထပ်လုပ်လို့ရမယ်နေရာလေးတွေအထင်းမှာဆိုလို့ရှိရင်လည်းဝင်ဝင်ချင်းပေါ့နော်ကျွန်းတစ်ခေါက်မှာအနုစိတ်သုံးပြီးထားတယ်အောက်မှာလေးကျွန်းပါကြီးတွေအပြည့်ခင်းပြီးထားတယ်ပေါ့နော် living room ပတ်ချမ်းမှာဆိုလို့ရှိရင်သူ့ဘက်မှာထူးခြားတာလေးက living room နဲ့တွဲပြီးတော့ဘားကောက်တာလေးအသေးလေးတစ်ခုပါတာဖြစ်တဲ့အတွက်ကြောင့်တငယ်ချင်းတွေနဲ့ AC ပြုတ်ပါလို့ရတယ် living room ကိုလည်း space စင်းနေရအခြေသုံးပြီးထားပြီးတော့ဟိုဘက်ချမ်းမှာဆိုလို့ရှိရင်လည်းဖျားစင်လေးတစ်ခုတည်တဲ့နေရာလေးလုပ်ပြီးထားတယ်ပေါ့နော်ဆိုလို့ရှိရင်လည်းကြက်ကြက်ပြည့်ပြည့်လေးသုံးပြီးထားတာဖြစ်တဲ့အတွက်ကြောင့်3-4ယောက်လောက်က AC ဖျက်ချလို့ရတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ဒါက single bedroom လေးကျိုးတကားနဲ့ကျိုးပါကီခင်းပြီးထားပြီးတော့ lighting ကလည်းအရန်အောင်မှကောင်းနေပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းဒါက single bedroom လေးပဲသူခန်းထဲမှာဆိုလို့ရှိရင် air con လေးတက်ဆင်ထားပြီးတော့နောက်ခန်းဖြစ်တဲ့အတွက်ကြောင့်လေဝင်လေထွက်အရန်အောင်မှကောင်းပါတယ်ရှင်တော့ master bedroom 2ခန်းရှိမယ်ဒါကတော့ပထမအခန်းပေါ့နော် lighting ကတော့ပြောစရာမလိုအောင်တကယ်မိုက်တယ် view လေးအရန်အောင်မှလှတယ်တောင်ခန်းဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီ W0 နဲ့မှာဆိုလို့ရှိရင်တော့သူကရေပူရေအေးစက်တွေလေးတစ်ခါလေးပပေးပြီးတော့အောက်မှာဘေးဘက်မှာပါကြွေပြားတွေအပြည့်ခင်းပြီးထားတယ်။ဝင်နေတူတူနောက်ထပ်ကျန်တဲ့တစ်ခန်းကိုထပ်ပြီးတော့တွားကြည့်ရအောင်ဒီဘက်မှာဆိုလို့ရှိရင်လေရှောင်းလန်းကတော့တွေ့တဲ့အတိုင်းပဲအခန်းထဲမှာဆိုလို့ရှိရင်လေဝင်ဝင်ချင်းစီးလင်းဆိုလို့ရှိရင်လေလှပပလေးလုပ်ပြီးထားတယ်ဒါကတော့ကိုယ့်ရဲ့စိတ်ကြိုက်ပေါ့နော်ပြန်ပြီးတော့ decorate ထပ်လုပ်လို့ရတယ်ထပ်ပြီးပြင်ဆင်လို့ရတယ် view ဆိုလို့ရှိရင်လေကြည့်ပါအောင်လှလိုက်တာဆိုတာအရင်ကဆိုလို့ရှိရင်လေ master bedroom ဆိုတဲ့အတိုင်းပဲပြောစရာမလိုအောင်ရေချိုးပန်းနဲ့ပူတိုင်းကိုတွဲသုံးပေးထားတယ်ဘတ်သက်လေးပါထည့်ပြီးထားပြီးတော့ဗတင်းပေါက်ဆိုလို့ရှိရင်လေဟိုဘက်ကိုဒီဘက်ကိုနှစ်ချက်ထည့်ပေးထားတယ်ပေါ့နော်ဒါကြတော့ common WC room လေးပါဒီဘက်မှာဆိုလို့ရှိရင်လေ kitchen room နဲ့ dining room ကိုတခါတည်းအခန်းလေးဖွဲ့ပေးထားတာမျိုးတွေ့ရတယ် cabinet တွေဆိုလို့ရှိရင်လေစုံစုံလင်းလင်းလေးထည့်ပေးထားတယ်ပေါ့နော်အညော့အတွက်လေးစုပ်ဆက်တွေလည်းပါတယ်ဒီဝင်မိတ်ဆက်ပေးခဲ့တာလေးကတော့ square feet အနေနဲ့2050ကျဝန်းပြီးတော့ဈေးကတော့12400ပေါ့နော်စိတ်ဝင်စားရဆိုရင်ယခုပဲ PSN property ကိုဆက်သွယ်လိုက်တော့နော်